အားလုံးထိတ်လန့်ကြောက်ရွံ့နေရတဲ့စကိုင်းမျိုးကအသားစားဘလူးမှလူမှုကွန်ရက်စာမျက်နှာတွေနဲ့စကိုင်းမျိုးခံတွေကြားမှာအတော်လေးလူပြောများပြီးထိတ်လန့်တုန်လို့စရာကောင်းနေတဲ့သတင်းတစ်ပုဒ်ကဝက်လက်ဒေတာဘက်ကနေစကိုင်းမျိုးကိုရောက်ရှိနေရလို့နာမည်ထွက်နေတဲ့စကိုင်းဘလူးမှအကြောင်းဖြစ်ပါတယ်။လက်ရှိထွက်ပေါ်နေတဲ့သတင်းစကားတွေအရဒီအမျိုးသမီးဟာအသက်22နှစ်ကနေ28နှစ်ဝန်းကျင်သာရှိသေးပြီးတော့ရုပ်ရည်သွင်းပြင်ကတော့တေးသက်လှပပြီးစစ်စရာကောင်းတယ်လို့ဆိုပါတယ်။ထူးခြားချက်အနေနဲ့သူမရဲ့မျက်နှာပါတစ်ဖက်တစ်ချက်စီမှာအင်းခွက်တွေပါရှိတယ်လို့သိရပါတယ်။သူမကမောင်နှမ3ယောက်အနက်အလက်ဖြစ်ပြီးတော့အစာပိုင်းမှာအင်္ဂါမွေးမြူထားတဲ့စိတ်တွေမကြာခဏပျောက်ဆုံးရာကနေမိသားစုဝင်တွေကစတင်မတင်ကားဖြစ်ခဲ့တာပါ။အဆိုးရဆုံးကတော့နောက်ဆုံးမှာသူမရဲ့အငယ်ဆုံးမောင်လေးကိုပါကိုက်စားခဲ့ပြီးတော့ခြေထောက်တစ်ဖက်သာကျန်ရစ်ခဲ့တဲ့အခြေအနေကိုမိသားစုကတွေ့ရှိသွားခဲ့ရပါအဲဒီနောက်မှာတော့မိသားစုကလိုက်လံဖမ်းဆီးရာကနေထွက်ပြေးလွတ်မြောက်သွားခဲ့ရဖြစ်ပါတယ်။အခုဆိုရင်တော့အဆိုပါမျိုးသမီးဟာစကိုင်းမျိုးကိုရောက်ရှိနေပြီးအာလောင်ဒေသမှာလည်းကလေးငယ်တဦးကိုထပ်မံစားတောက်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။လက်ရှိချိန်မှာတော့ဘောကရက်ကွက်ဘက်မှာရောက်ရှိနေတယ်လို့ကောလာဟလာတွေကဆက်လက်ဆိုထားပါတယ်။ဒီသတင်းကတရားဝင်အတည်ပြုနိုင်ခြင်းမရှိသေးတဲ့ကောလာဟလာတစ်ခုဖြစ်နိုင်ပေမယ့်ဘေကင်းလုံခြုံရေးအတွက်ကြိုတင်သတိထားတာကအကောင်းဆုံးဖြစ်ပါတယ်။ဒါကြောင့်စကိုင်းမျိုးနဲ့အနီးတစ်ဝိုက်ကကျောင်းသားမိဘတွေအနေနဲ့မိမိတို့ရဲ့ကလေးငယ်တွေကိုမျက်ခြေမပြတ်ဆောင်ရှောက်ပါကျောင်းအကျိုးဖို့ကိုအချိန်မှန်မှန်ကိုယ်တိုင်ပြုလုပ်ပေးပါမိမိတို့နေအိမ်တွေမှာသစိမ်းတွေကိုအလွယ်တကူလက်မခံပါနဲ့သစိမ်းတွေနဲ့စကားပြောဆိုဆက်ဆံရမှာအထူးသတိပြုပါပရိသတ်ကြီးတို့လည်းတွာလာနေထိုင်ရမှာအထူးဂရုစိုက်ကြပါလို့စံထားပြုရင်းနဲ့ဒီသတင်းလေးကိုအသိပေးမျှဝေလိုက်ရပါတယ်ရှင်